အသေးပြုတ်ကြတယ်မမဟုတ်တယ်တွေ့ရကျွန်တော်တော့အချုံးတော့ကမူးကြတယ် အင်းတော်သေးတယ်ဒီအဲ့ဒါကြောင့်မဒီကန်းဆက်ဒီမှာအိမ်ကောင်းကောင်းဆောက်လို့မရဘူးဆိုတော့မှန်တယ်ပြဦးလေ ပုံစံပဲ ဟုတ်လေဦးလေပဲဒီကန်းဆက်တွေမှာဒါကြောင့်အိမ်ကောင်းကောင်းဆောက်လို့မရဘူးမှန်တယ်ဟမ်ပြင်လူဒါအခုဖြစ်ရတာတမျိုးကောင်း မကလာကြီးဖြစ် နောက်3-4နှစ်နေလို့ရတယ်ဒီ ကောင်းကောင်းကြီးလို့ဖြစ်နေဒီကုန်းတော့မှာဆက်ပါတော့တော့ကြမှာ ဒီတော့အောက်ကန်စားကြလေ အေးရအောင်ဟမ် ဒီနေ့ပါတော့ဒီနေ့ပါပါ ဘာမှမရှိတော့ဘူးဒီနေ့ရောတရားတွေရောကိုကြတရားဟို ဘာမှမရှိတော့ဘူးလေဟိုးရှိမှာဝေးယူကျိုးတဲ့ဟာဟိုတက်တဲ့လောက်ရောက်ဟိုမျက်စက်တွေဟာမကဘူး ရောက်လာဆိုတော့ကဲ อืม ဒီနေ့ဟုတ်ရှိပါ ဒီကလေးကလည်းကလေးမဟုတ်ဘူးတော့တစ်ပိနေပါပါတော့အဆနာတော့မသိဘူး ဟုတ်တယ် နော်ဒီလိုပေါ်တော့ အကင်းနဲ့လေးရောလူဝဲလေနေ ဒီကတည်းကကြာသွားတော့ဒီမှာအဆနာပေါ်တော့ဒီကောင်လေးအရင်ကန်းနဲ့တော်တော်ဝေးနေတော့